ဒီနေ့မှာတော့ Smoking Behind the Supermarket ရဲ့ဒုတိယအပိုင်းအကြောင်းပြောပြပေးသွားမှာပါ။အဲ့ဒီမှာဆစိခါကရဲမရရဲ့အပြုံးကိုမြင်ရတာပိုပြီးဆွဲလန်းလာပြီးထဲမရကြောင့်ရှက်ရွံ့မှုကိုရုန်းကန်ရင်းနာချီလိုက်သည်လှုပ်ဝက်ဆန်းကျဲတဲ့စစ်လိတ်တောက်ခန်းတွေကအမျိုးသမီးနဲ့မမျော်လင့်ပဲခင်မင်ရင်းနှီးမှုတိဆောက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်နှောင့်နှေးမှုမရှိပဲဆက်လိုက်ကြရအောင်အပိုင်းက Yankee Trading မှာစတင်ပါတယ်ပုံမှန်အတိုင်းရုံးမှာရှိတဲ့လူတိုင်းဟာအတိတ်ပဲမရှိတဲ့နောက်ထပ်တွေ့ဆုံမှုခုအတွက်ပြင်ဆင်ရင်းမောပန်းနွမ်းနယ်နေကြပါတယ်အဆက်မပြတ်အစည်းအဝေးတွေနဲ့ PR တွေကလူတိုင်းကိုပင်ပန်းနွမ်းနယ်စေတယ်ဆိုတာဆက်စိတ်ခိခံစားမိပါတယ်ရုံးတွေကပတ်ဝန်းကျင်ကလေးလံနေပြီးအမှန်အတိုင်းပြောရရင်သူလည်းအတူတူပါပဲဒါပေမဲ့တခုခုပြောင်းလဲသွားခဲ့တဲ့အလုပ်ဆင်းပြီးစူပါမားကတ်ကိုသွားလဲဖို့စဉ်းစားလိုက်တာနဲ့သူ့ရဲ့စိတ်ခံစားချက်ကိုချက်ချင်းသက်သာစေပါတယ်။ဘာကြောင့်လဲဆိုတော့သူကံကောင်းရင်ရဲမဒရဲ့အပြုံးကိုပြန်မြင်ရလိမ့်မယ်တစ်ချိန်တည်းမှာပဲအရင်အပိုင်းကထဲမရရဲ့စနောက်စကားတွေကိုလည်းတတိယမိပြီးစိတ်လှုပ်ရှားပြီးရှက်ရွံ့မှုကိုခံစားရစေတဲ့အလုပ်ဆင်းပြီးတဲ့အခါစစ်စစ်ခါကစူပါမားကတ်ကိုတန်းသွားပေမဲ့ဒီတစ်ခါတော့တခုခုကွဲပြားသွားတယ်လို့ခံစားရတယ်သူကထဲမရကိုပြန်တွေ့ဖို့မျှော်လင့်ချက်နဲ့တိတ်တိတ်လေးလိုက်ရှာနေတယ်ဒါပေမဲ့သူ့ဘဲကိုပဲကြည့်ကြည့်သူမကိုရှာမတွေ့ဘူးအဲ့ဒီအစားရင်မဒရဲ့ငွေရှင်းကောင်တာမှာရောက်သွားတာရဲမဒရဲ့အလုပ်ကိုကြည့်နေတော့ပြီးခဲ့တဲ့အပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကိုရုတ်တရက်သတိရသွားတယ်အဲ့ဒါကိုသတိရယုံနဲ့တင်သူရှက်ရွံ့ပြီးမျက်နှာနီရဲသွားတယ်ပိုဆိုးတာကထမ်းမဲကအနားမှာရက်ပြီးရေပြီးစမ်းနောက်နေတာကိုမြင်အောင်ကြည့်နိုင်တဲ့ဈေးဝယ်ပြီးတဲ့အခါစစိတ်ကအိမ်ပြန်လန်းလျှောက်လာတဲ့ဖြစ်ပျက်ခဲ့တာတွေအားလုံးကိုစဉ်းစားရင်းတစ်ခုခုကိုသဘောပေါက်လာတဲ့အဲ့ဒီရှက်စရာကောင်းတဲ့အဖြစ်ပြက်ပြီးနောက်မှာတော့ရင်မတာကသူ့ကိုအရင်လိုပဲဆက်ဆံနေတော့မဲ့သူမကရှက်ရွံ့နေတာမဟုတ်ဘူးမတက်မတာဖြစ်နေတာမဟုတ်ဘူးသူ့ကိုရှောင်နေတာမဟုတ်ဘူးအဲ့ဒါကြောင့်ဆက်စခကအခြေအနေကိုဒီလောက်အလေးနက်ထားတာသူတယောက်တည်းလားလို့တွေးမိတယ်တကယ်တော့သူစိတ်သက်သာရသွားပြီးသူမရဲ့ငွေရှင်းကောင်တာမှာအမြဲတမ်းဈေးဝယ်ခွင့်ရပါစေလို့တိတ်တိတ်လေးဆူတောင်းနေမိတယ်တကယ်ကိုရေစရာကောင်းတဲ့အခိုက်အတန့်ပဲပြီးတော့မြင်ကွင်းကရုံးခန်းကိုပြန်ရောက်သွားပြန်တဲ့ဆူဇူကီဟာသူ့ရဲ့ဖောက်တဲ့တယောက်ကသူ့ရဲ့တောင်းပန်စာကိုပြန်မဖြေသေးတာကြောင့်စိတ်မကောင်းဖြစ်နေရပါတယ်တစ်ချိန်တည်းမှာပဲဆာဆာကီကတော့နောက်ကျနေပြီးအချိန်ပိုလုံနေပါတယ်ဒါပေမဲ့သူ့အလုပ်သူလုံနေုံတင်မဟုတ်ပါဘူးဝန်ထမ်းအသစ်တယောက်လှုပ်ထားတဲ့ spreadsheet ထဲကအမားတွေကိုလည်းပြင်နေပါတယ်ဒါကိုမြင်တော့ဆူဇူကီကဝန်ထမ်းအသစ်ကသူ့ကိုအခွင့်ကောင်းယူနေတာလားလို့မေးပေမဲ့ဆာဆာကီကလုံးဝသဘောမတူပါဘူးစိတ်နှောက်ယှက်ဖြစ်မဲ့အစားသူမကအတွေ့အကြုံမရှိသေးပဲအကူအညီလိုအပ်နေတယ်လို့ယုံကြည်နေပါတယ်ဒီစကားဝိုင်းလေးကဆာဆာကီရဲ့စရိုက်လက္ခဏာအကြောင်းအများကြီးပြောပြပါတယ်သူဟာအလုပ်တွေအများများနေပေမဲ့တခြားသူတွေကိုကူညီဖို့ဆန္ဒရှိနေသေးပါနှစ်ယောက်သားဆက်အလုပ်လုပ်နေတော့ဆာဆာကီရဲ့စိတ်ကယာမာရာနဲ့တာမာယာစီလွင့်မြတော့နေပါတယ်အဲ့ဒီအတွေးတွေကြောင့်သူအချိန်ကုန်ခဲ့တဲ့ပြင်ဆင်ချက်တွေအားလုံးကိုမတော်တဆပြန်ပြင်မိသွားပါတယ်ဆူဇူကီသတိထားမိတဲ့အခါရဲမိသွားပါတယ်နောက်ထပ်ရှည်လျားတဲ့နေ့တစ်နေ့အပြီးမှာဆာဆာကီဟာစူပါမားကတ်ကိုတဖန်ပြန်သွားပါတယ်ဒီတစ်ခါတော့ယာမာရာအစားငွေရှင်းကောင်တာမှာအလုပ်လုပ်နေတဲ့အသက်ကြီးမျိုးသမီးကိုသတိထားမိလိုက်ပါတယ်ယာမာရာမရှိတော့တဲ့အတွက်ဈေးဝယ်ထွက်ပြီးအိမ်ပြန်သွားပါတယ်ဒါပေမဲ့သူထွက်သွားတော့မဲ့အချိန်မှာပဲရုတ်တရက်ရင်းနှီးတဲ့အတန်တစ်ခုကသူ့ကိုခေါ်လိုက်တယ်အဲ့ဒါထမ်းမဲရဲ့ပါသူမကသူ့ကိုစူပါမားကတ်နောက်ွယ်ကသူမနဲ့အတူစစ်လိတ်တောက်ဖို့ဖိတ်ခေါ်လိုက်တယ်သူတို့နှစ်ယောက်တည်းရှိနေချိန်မှာဆက်ဆက်ခါကနောက်ဆုံးတော့သူ့ကိုစိတ်နှောက်ယှက်ဖြစ်စေတဲ့တစ်ခုခုကိုပြောလာတယ်သူကထမ်းမဲကိုသူမလုပ်ခဲ့တဲ့အကြောင်းပြောပြချင်တယ်လို့ပြောပါတယ်အထူးသဖြင့်ရင်မတာကသူ့ရဲ့ပြိတ္တဖြစ်ကြောင်းပြောပြတာပါဒီအရာအားလုံးကသူ့အတွက်အယမ်းရှက်စရာကောင်းပါတယ်ဒါပေမဲ့ထမ်းမဲကစိတ်ဝင်စားစရာတစ်ခုကိုထောက်ပြလိုက်တယ်ရှက်နေပေမဲ့လည်းသူကပြန်လာနေတော့မှပဲအဲ့ဒါကဆက်စိတ်ကိုအံ့အားသင့်စေတယ်ပြီးတော့နောက်ထပ်အတွေ့တစ်ခုသူ့စီရောက်လာတယ်ထင်မဲကရဲမတ်တိုက်ရဲ့ငွေရှင်းဆက်မှာသူဆက်ပြီးတန်းစီနေတယ်ဆိုတာဘလို့သိတာလဲသူမကသူ့ကိုတစ်ချိန်လုံးခိုးကြည့်နေခဲ့တာလားနောက်ဆုံးတော့ထဲမဲကသူ့ကိုအယမ်းဆနောက်မိလို့တောင်းပန်ခဲ့ပေမဲ့အရေးကြီးတဲ့အရာတစ်ခုကိုလည်းပြောပြလိုက်တယ်ရေမတာကသူမကိုတန်ဖိုးထားတယ်ဆိုတာကြားတော့တကယ်ပျော်သွားတယ်အဲ့ဒါကိုကြားတော့ဆဲဆဲခနည်းနည်းတက်တာသွားတယ်အရင်ကအဲ့ဒီမှာစစ်လိတ်တောက်ခွင့်ပေးလို့ကျေးဇူးတင်ခြင်းလို့ဆဲဆဲခကထဲမဲရောက်ကိုမောင်ချာချစ်အိတ်တလုံးပေးတယ်မဟုတ်ကိုကြည့်ရင်ထဲမဲကဒါကအသက်ကြီးသူတွေကြိုက်တဲ့မုံမျိုးလို့ချက်ချင်းပြောလိုက်တယ်
ဒါပေမဲ့သူမကဒါကိုအမြဲစမ်းကြည့်ချင်နေခဲ့တယ်လို့ဝန်ခံပြီးလက်ဆောင်အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်ပြီးတော့သူ့ကိုထိုင်ပြီးစစ်လိတ်တောက်ဖို့ဖိတ်ခေါ်ပါတယ်တစ်ချိန်တည်းမှာပဲစစိခါကတော့ထူးဆန်းစွာဂုဏ်ယူနေပါတယ်မုံတွေပေါ်သူ့ရဲ့ကိုယ်ပိုင်ရတာကတကယ်ကိုအဆင်ပြေသွားပါတယ်နှစ်ယောက်သားစကားဆက်မိပြောကြပါတယ်ထဲမဲကသူမရဲ့အလုပ်ချိန်ပြီးသွားပြီလို့ပြောပါတယ်ပြီးတော့ဆက်ရှိခါကသူ့ secret တွေကိုအလုပ်မှာကြံခဲ့မှန်းသဘောပေါက်သွားပါတယ်သူ့မှာ secret မရှိတော့သူစစ်လိမ့်မတောက်နိုင်ပါဘူးအဲ့ဒီအချိန်မှာထမ်းမဲကသူမတောက်နေတဲ့ secret ကိုပေါ့ပေါ့တန်တန်ပေးလိုက်ပါတယ်အကြံပြုချက်ကြောင့်သူလုံးဝအံ့အားသင့်သွားပါတယ်ခဏတာအတွင်းမှာပဲသူအံ့အားသင့်သွားပါတယ်ဒါပေမဲ့လက်ခံမဲ့စားစစ်စစ်ခါက secret ကိုမသုံးပဲချက်ချင်းမိပိတ်လိုက်ပါတယ်ပြီးတော့မေးပါတယ်သူမကအသက်ကြီးတဲ့ယောက်ျားတွေနဲ့စော်ကစားရတာကိုနှစ်သက်ပါတယ်တာမာယာကတိုးဆုပ်တောင်မတိုးဆုပ်ပါဘူးသူမကဟုတ်ပါတယ်လို့တိုက်ရိုက်ဖြေပါတယ်သူမကိုသူမမထိန်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ရိုးသားတဲ့စကားတစ်ခုကိုထပ်ပြောပါတယ်ဆာဆာကီကယာမာတာရဲ့ငွေရှင်းကောင်တာမှာတန်းစီရတာကိုနှစ်သက်တယ်လို့ပဲသူမလည်းသူနဲ့စကားပြောရတာကိုနှစ်သက်ပါတယ်သူမရဲ့စကားအရဆိုရင်သူကလည်းသူမကိုဆွဲဆောင်သူဖြစ်လာပါတယ်ဒါကအပိုင်းမှာအရေးကြီးဆုံးအခိုက်အတန့်တွေကတစ်ခုပါပထမဆုံးအကြိမ်ဖြစ်သူတို့ရဲ့ဆက်ဆံရေးဟာကြာပန်းဆန်းနောက်တာမျိုးထက်စစ်မှန်တဲ့မိတ်ဆွေဖွဲ့မှုတစ်ခုလိုခံစားရပါတယ်သူတို့နှစ်ယောက်စလုံးဟာခက်ခဲတဲ့နေ့ရက်တွေကိုကြော်လွှားဖို့တင်းငယ်တဲ့အပြန်အလှန်ဆက်ဆံမှုတွေကိုအသုံးပြုနေတဲ့သူတွေပါသူတို့ဆက်ပြောနေတဲ့အခါပတ်ဝန်းကျင်ကပိုပြီးပြေးလျှော့ပြီးတက်တောင့်တက်တာဖြစ်လာပါတယ်ထွက်ခွာခင်မှာတာမာယာကသူ့ကိုတစ်ချိန်ချိန်မှာပြန်လာဖို့ပြောပါတယ်ရိုးရှင်းတဲ့စကားတခုပေမဲ့ဆာဆာကီကိုပျော်ရွှင်စေတယ်ဆိုတာထင်ရှားပါတယ်နောက်တစ်နေ့မှာကျွန်တော်တို့ရုံးကိုပြန်လာကြပါတယ်ဆာဆာကီနဲ့ဆူဇူကီတို့ဟာအလုပ်စိတ်ဖိစီးမှုနဲ့နေ့စဉ်ဘဝအကြောင်းသူတို့ရဲ့ပုံမှန်စကားဝိုင်းတွေကိုဆက်လက်ပြောဆိုနေကြပါတယ်အရာအလုံးဖြစ်ပျက်ပြီးနောက်မှာတော့ဆာဆာကီဟာစူပါမားကတ်ကိုပြန်ရောက်နေတာကိုတွေ့ရှိရပါတယ်။သူဟာသူ့ရဲ့ပုံမှန်ကုန်စုံပစ္စည်းတွေကိုဝယ်ယူပြီးယာမာတာအလုပ်လုပ်နေတဲ့ငွေရှင်းကောင်တာနံပါတ်2ကိုဦးတည်သွားပါတယ်။